ဇလန်ရဲ့အစမှာတော့ MC ကတန့်စင်သူတို့ရဲ့အဆောင်လက်ဖွဲ့12ခုကိုမတော်တဆရခဲ့ပါတယ်။ဒါပေမဲ့ system အစပြိုးဖို့အတွက်ဆိုရင်တစ်ခုတည်းကိုပဲရွေးချယ်ရမှာပါ။ကျန်တဲ့ຢာတွေကိုတော့ဂုံသတင်းအမှတ်ဆိုတဲ့ prestige point တွေကိုရှောက်ဖွေပြီးမှ log ဖွင့်ပြီးယူရမှာပါ။တေချာစဉ်းစားပြီးရဲ့နောက်မှာတော့ MC ကမြင်းအဆောင်လက်ဖွဲ့ကိုပဲရွေးချယ်လိုက်ပါတယ်။ဒီအဆောင်လက်ဖွဲ့မှာရှိတဲ့ယောဂအားလုံးကိုကုသနိုင်တဲ့စွမ်းအားနဲ့ဆိုရင်ခေတ်သစ်ကဘာမှာနက်ဖျားသမားတော်တယောက်ဖြစ်လာနိုင်လိမ့်မယ်လို့သူတွေးလိုက်ပါတယ်။ဒါပေမဲ့အခုလိုစွမ်းအားတွေကိုထုတ်ပြလိုက်ရင်ပြဿနာရှာသလိုဖြစ်သွားမယ်ဆိုတာကိုလည်းသူသတိထားမိသွားပါတယ်။ကံအောင်စွာနဲ့ပဲ system ကရှေးအောင်ကဘာတစ်ခုစီသွားဖို့တကားပေါက်တစ်ခုကိုဓာတ်ရိုက်ဖွင့်ပေးခဲ့ပါတယ်။ရဲတင်းတဲ့အတွေ့တစ်ခုဟာ MC ရဲ့ခေါင်းနဲ့ချက်ချင်းဝင်လာပါတယ်။ခေတ်သစ်ကဘာမှာကန့်သက်ခံနေရမယ့်အစားရှေးခေတ်ကိုသွားပြီးလူသူကင်းမဲ့တဲ့နေရာမှာကြင်ညံသူတယောက်လိုဟန်ဆောင်တာပိုကောင်းလိုက်မယ်လို့သူတွေးလိုက်ပါတယ်။ခဏနေတော့ MC ကရှေးခေတ်စတိုင်အဝတ်စားတစ်စုံနဲ့လိုအပ်မဲ့ပစ္စည်းတွေကိုချက်ချင်းဝယ်ယူလိုက်ပါတယ်။အားလုံးတေချာစစ်ဆေးပြီးရဲ့နောက်မှာတော့တကားပေါက်ကိုဖျက်ကျော်ဝင်ရောက်လိုက်ပါတယ်။မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရှေးဟောင်းကဘာတွေကတောင်ထိပ်တစ်ခုပေါ်မှာသူရက်နေတာကိုတွေ့လိုက်ရပါတယ်။သူကအမှန်မြောင်းကိုထုတ်လိုက်ပြီးပတ်ဝန်းကျင်ကိုကဲခတ်ကြည့်လိုက်ပါတယ်။ထင်းတဲ့အတိုင်းပဲတိတ်မဝေးတဲ့နေရာမှာရွာတရာရှိနေပါတယ်။ဒါပေမဲ့သူအယူတယောက်လိုအောက်ကိုဒီတိုင်းဆင်းမသွားနိုင်ပါဘူး။ကြင်ကြံသူတယောက်မှာတင့်လျော်တဲ့အရှိန်အဝါရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်တာမန်လူတွေကိုသူ့စီလာအောင်လုပ်ရပါလိမ့်မယ်။ MC ကကြိုတင်ပြင်ဆင်လာတဲ့ရေခဲကြောင့်မြူကိုးတွေကိုဖြန့်ကျက်လိုက်ပါတယ်။မြူကိုးတွေကတောင်ကြီးကိုချက်ချင်းဖုံးလွှမ်းသွားပြီးတော့ကြင်ကြံသူတွေရဲ့လေထုမျိုးဖြစ်အောင်ဖန်တီးပေးလိုက်ပါတယ်။ပြီးတော့အပြင်းနဲ့မီးမောင်းကြီးကိုလည်းဖွင့်ချလိုက်ပါတယ်။အဖြူရောင်လင်းနှန်းကြီးကကောင်းငင်ဘော်ကိုတဲကြီးထိုးတက်သွားပြီးအရဲရှိမျက်နှာကနေလှမ်းမြင်နိုင်တဲ့အနေထားဖြစ်သွားပါတယ်။တောင်အောက်ကရွာလေးမှာတော့ရွာသူကြီးဂျိုးမောင်ကအရန်ကိုစိုးရိမ်နေတဲ့ပုံပေါက်နေပါတယ်။ဒီနေရာကတစ်ချိန်လုံးကငင်းချမ်းတဲ့နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့10ရက်ကျော်ကရုတ်တရက်ကက်ယောဂတစ်ခုကြားရောက်လာပြီးအရာအလုံးဖီယိုဖီရဲဖြစ်သွားစေခဲ့တာပါ။ရွာသူကြီးခမရဒီမှာပညာအတတ်ဆုံးလူပဲကျေးဇူးပြုပြီးတစ်ခုခုစဉ်းစားပေးပါကျွန်တော်သမီးလေးနန်နန်ကိုကယ်ပေးပါလို့မော့ဆိုးရှီမွန်ကဒူးထောက်ပြီးပြောနေပါတယ်သူ့ဘေးမှာတော့ကလေးမလေးနန်နန်တေလူမျောပါဖြစ်နေပါတယ်ဒီကက်ယောဂါကောင်းငင်ဘုံကနေကြင်ညံသူတစ်ပါးဆင်းသက်ပြီးလာမကယ်သေး၍ကုသလို့မရဘူးလို့ဂျိုးမောင်ကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးရတောင်ပေါ်ကနေတောက်ပတဲ့လင်းတိုင်းတစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်ဒါနဲ့အားလုံးလည်းအားတင်သွားကြပါတယ်ရွာသူကြီးအဲ့ဒါကောင်းမြတ်တဲ့နမိတ်လက္ခဏာပဲဂျိုးမောင်ကအထက်ကိုမော့ကြည့်လိုက်ပြီးတော့မျက်လုံးတွေပြူးကျဲသွားပါတယ်တကယ်ပဲကြင်ညံသူတစ်ပါးကိုထင်ပြတာများလားငါတို့သွားကြည့်ကြရအောင်လို့ပြောလိုက်ပါတယ်ဖျားနာနေတဲ့ရွာသားတွေကမနေရုံးကန်ထရကြပြီးတယောက်ကိုတယောက်တွေ့ရင်တောင်ပေါ်သွားဖို့ပြင်ကြပါတယ်နေုံမလောကြနဲ့လို့ဂျိုးမောင်ကရုတ်တရက်အော်ပြောလိုက်ပါတယ်တောင်ကအနည်းဆုံး9မိုင်10မိုင်လောက်ဝေးရမင်းတို့အားလုံးသေလူမျောပါဖြစ်နေကြပြီဘလို့လို့သွားနိုင်မှာလဲပြီးတော့အခုကညအချိန်တော်ရင်တရိတ်ဆန်တွေလည်းထွက်လာလိမ့်မယ်အရန်အန်တရများတယ်မိုးလင်းတဲ့ထိစောင့်နေတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီတော့မှရွာသားတွေလည်းတွန့်ဆုတ်သွားကြပါတယ်ဒါပေမဲ့ရှီမွန်ကမတက်ရက်လိုက်ပြီးရွာသူကြီးမနေ့ရောက်တဲ့အထိကျွန်တော်တို့စောင့်လို့မရဘူးအဲ့ဒီအချိန်ကျရင်ကြင်ကြံသူကထွက်သွားတော့ပြီးကျွန်တော်သမီးနဲ့ရွာသားတွေလည်းဆက်ပြီးတောင်းခံနိုင်တော့မှာမဟုတ်ဘူးကျွန်တော်ကမုတ်ဆိုးတယောက်ပါတောင်ပေါ်လန်းတွေကိုကျွန်တော်သိတယ်ကျွန်တော်အရင်သွားပြီးကြင်ကြံသူကိုရှာမယ်ရွာကိုကယ်တင်ဖို့သူ့ကိုကျွန်တော်ခေါ်လာခဲ့မယ်လို့ပြောလိုက်ပါတယ်ဂျိုးမောင်ရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေပြည့်နှက်နေပေမဲ့တခြားရွေးချယ်စရာမရှိတော့ပါဘူးဂီယူဆိုင်သွားဖို့ပဲမှားလိုက်ပါတယ်စိတ်မပူပါနဲ့ရွာသူကြီးကျွန်တော်တို့ရွာသားတွေကိုစိတ်ပြအောင်မလုပ်ပါဘူးရှီမွန်ကသူ့ရဲ့ဓမ္မကြီးကိုဆွဲယူလိုက်ပြီးမိတိုင်တစ်ခုနဲ့တောနက်ထဲကိုပြေးဝင်သွားပါတော့တယ်တစ်ချိန်တည်းမှာပဲ MC ကတော့ရွာသားတွေရဲ့လှုပ်ရှားမှုတိုင်းကိုမှန်ပြောင်းကနေတဆင့်ကြည့်ရင်မျက်နှာပေါ်ကအပြုံးကိုဖုံးကွယ်မထားနိုင်ခဲ့ပါဘူးငါဖန်ထားတဲ့ဂွင်ထဲကိုဝင်လာပြီပဲလို့သူတွေးလိုက်ပါတယ် MC ကကြောက်တုံးတစ်ခုပေါ်မှာတင်မြင်ခွေထိုင်ရင်းနဲ့ကြင်ညံသူပုံစံမျိုးဟန်ဆောင်လိုက်ပါတော့တယ်တစ်ဖက်မှာတော့တောင်ချီကိုရောက်လာတဲ့ရှီမုန်တယောက်အသက်ကိုလူရှူနေရပါတယ်ရုတ်တရက်ဆိုသလိုညအမောင်ထဲမှာတော်ရန်တရိတ်ဆန်တကောင်ရဲ့ကျေလောင်တဲ့ဟဲဟောက်တန်ထွက်ပေါ်လာပါတယ်မျက်စိတမိတ်တွင်းမှာပဲဝန်ပရီတစားစင်ကျော်လောက်ကပေါ်လာပြီးသူ့ကိုဝိုင်းရံပိတ်ဆို့ထားလိုက်ကြပါတယ်ပြီးတော့သူထွက်ပြေးစရာလမ်းမရှိပဲပိတ်မိသွားပါတော့တယ်တောင်ပေါ်ကနေလမ်းကြည့်နေတဲ့ MC ကတော့ရင်တစ်ထိတ်ထိတ်နဲ့တခုခုများမှားယွင်းသွားပြီလားလို့တွေးပြီးအခြေအနေကိုပြန်စစ်ဖို့ drone တစ်စီးကိုချက်ချင်းလွတ်တင်လိုက်ပါတယ် drone ရဲ့ screen ပေါ်မြင်ကွင်းကြောင် MC တယောက်ရင်လေးသွားရပါတယ်ရှီမွန်ကတောင်ကပန်းတစ်ခုမှာဝန်ပရီအုပ်ရဲ့ဝိုင်းချင်းကိုခံထားရတာပါသူကဓမ္မကြီးကိုမြှောက်ထားပြီးမြမျက်နှာပေါ်မှာတော့မျောလင်းချက်မဲ့နေတဲ့အရေးအယောင်တွေအပြည့်ပါပဲတကယ်လို့ဒီလူသားဒီနေရာမှာတည်သွားခဲ့ရင် MC ရဲ့အစီအစဉ်တစ်ခုလုံးရေစုံမျောသွားတော့မှာပါရှီမုံရဲ့မိတိုင်ကလည်းငိမ့်သွားခဲ့ပါပြီသူ့တကူလုံးမှာလည်းဒဏ်ရာတွေဘရပွားနေပါသူ့ကိုဝိုင်းပတ်နေတဲ့ဝန်ပလွေတွေကိုကြည့်ရင်သူ့စိတ်ထဲမှာအပြစ်မကင်းသလိုခံစားနေရပါတယ်နန်းနန်းအဖေသမီးကိုကယ်နိုင်မဲ့သူကိုခေါ်မလာနိုင်ခဲ့ဘူးလို့ရှီမုံကတွေးလိုက်ပါတယ်ရှီမုံကအသေးခံတိုက်ခိုက်ဖို့ပြင်လိုက်တဲ့ချိန်မှာပဲတနက်ပြစ်တိုင်တစ်ခုထွက်ပေါ်လာပါတယ်ဝန်ပလွေဘရင်ရဲ့ခေါင်းဟာချစ်ချင်းပဲပွန်းထွက်သွားပြီးကြံတဲ့ဝန်ပလွေအုပ်ကြီးလည်းကြောက်လန့်တကြားနဲ့ဆုတ်ခွာသွားကြပါတယ်ဒါအစ်စ်မှန်ကြင်ညံသူတွေရဲ့မှော်စွမ်းရင်မဲလို့ရှီမွန်ကတွေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲဝေးယုံဝတ်ထားတဲ့လူရိပ်တစ်ခုကထူးဆန်းတဲ့လက်နက်တစ်ခုကိုကင်ဆောင်ပြီးအပေါ်ကနေဆင်းသက်လာပါတယ်အဲ့ဒါကတော့ MC ပါဟေ့ကောင်လေးငါရဲ့နက်ဖျားနေမြေထဲမှာမင်းတို့ကရန်ကားရဲတဲ့ပေါ့လေလို့ပြောလိုက်ပါတယ်တားရဲတွေကကြောက်လန့်သွားပြီမဲ့အပြည့်ဝတော့ဆုတ်ခွာမသွားသေးပါဘူး MC ကတုံဆိုင်မနေပဲတနက်ကိုထပ်မောင်းတင်လိုက်ပြီးနောက်တစ်ချက်ထပ်ပစ်လိုက်ပါတယ်
ဝန်ပလွေတစ်ကောင်ထက်မှန်တည်ဆုံသွားတဲ့အခါမှာတော့ဝန်ပလွေအုပ်ကြီးလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးသွားကြပါတော့တယ်ရှီမုန်တယောက်အရန်အံ့ဩသွားပြီးကျေးဇူးတင်လွန်းလို့ဒူးထောက်ချလိုက်ပါတယ်အစစ်မှန်ကြင်ကြံသူကျွန်တော်တက်ကိုကဲတင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့သူကပြောရင်းစကားတော်မဆုံးခင်မှာပဲကက်ယောဂဝေဒနာကြောင့်လဲကျသွားပါတော့တယ်အရင်ဆုံးမင်းရဲ့ဒဏ်ရာတွေကိုငါကုသပေးမယ်လို့ပြောပြီး MC ကလက်ကိုမြှောက်လိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာမြင်းအဆောင်လက်ဖွဲ့ရဲ့ပုံရိပ်ကလင်းလက်သွားပြီးလက်ချောင်းထိပ်လေးတွေစီကနေခရမ်းရောင်လင်းနှန်းနေရရှီမုန်ရဲ့ခန္ဓာကိုယ်ပေါ်ကိုစီးဆင်းသွားပါတယ်ရှီမုန်ကသူ့ကိုယ်တွင်းမှာနွေထွေးရဲ့စီးကြောင်းတစ်ခုပြန့်နှံ့သွားတာကိုခံစားလိုက်ရပါတယ်သူ့ရဲ့ဒဏ်ရာတွေလည်းချက်ချင်းဆိုးသလိုပျောက်ကွယ်သွားပြီးကက်ယောဂလက္ခဏာတွေပါလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်သူကကျမ်းမျိုးနှစ်ဖူးနဲ့ထက်တလဲလဲတိုက်ပြီးအယိုသေးပေးပါတော့တယ်အစစ်မှန်ကြင်ကြံသူလူကြီးမင်းရဲ့နက်ဖျက်စွမ်းကတကယ်ကိုပြိုင်ဘက်ကင်းလွန်းပါတယ်ကျွန်တော်မျိုးတစ်သက်လုံးကျေးဇူးတင်နေမှာပါလို့ပြောလိုက်ပါတယ် MC ကတော့သူ့ရဲ့မျက်နှာကိုအေးဆက်ဆက်နဲ့ခက်တီတီပုံစံမျိုးပဲထားလိုက်ပါတယ်သူကညသကောင်ကြီးမှာမင်းဘာလို့တောင်ပေါ်တက်လာရတာလဲလို့မေးလိုက်ပါတယ်ရှီမွန်ကအောက်ဘက်ချင်းချင်းရွာဖြစ်ကြောင်းနဲ့ရွာမှာကက်ယောဂဇိုကြီးကြားရောက်နေလို့ကဲတင်ပေးဖို့တောင်းပန်มาတော့တယ် MC ကခက်ခင်းခင်းနေခြင်းတဲ့ပုံစံမျိုးဟန်ဆောင်ရင်းအစစ်မှန်ကြင်ကြံသူတွေနဲ့တာမန်လူတွေကတီးခြားစီပဲလော်ကီရဲ့ကိစ္စတွေမှာငါဝန်မပါသင့်ဘူးလို့ပြောလိုက်ပါတယ်ရှီမွန်ကရွာသားတွေကအပြစ်ကင်းတဲ့သူတွေပါလို့ထပ်ပြီးတောင်းပန်လိုက်တော့ MC ကသူကြိုတင်ပြင်ဆင်လာတဲ့ဆေးလုံးတစ်လုံးကိုထုတ်ပေးလိုက်ပါတယ်ဒါကငါဖော်ဆက်ထားတဲ့စိတ်ကြည်လင်ဆေးလုံးပဲဒါကိုရေထဲဖြော်ပြီးလူတိုင်းအောင်တိုက်လိုက်ပါဒီကက်ယောကပျောက်သွားလိမ့်မယ်လို့ MC ကပြောလိုက်ပါတယ်ရှီမွန်ထွက်သွားဖို့ပြင်တဲ့ချိန်မှာပဲ MC ကအခုလက်ရှိဘဲခေတ်ကိုရောက်နေလဲဘယ်မင်းဆက်အုပ်ချုပ်နေလဲလို့ရုတ်တရက်မေးလိုက်ပါတယ်ရှီမွန်ကတေချာမသိပေမဲ့ကြောက်မင်းဆက်အုပ်ချုပ်နေတယ်ဆိုတာကိုပြောပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတော့ MC ကအကြံတစ်ခုရသွားပါတယ်ရှီမွန်ကရွာတကြီးကပူတိကြောင်းနဲ့ရွာကိုပြန်ရောက်ရင်တောင်ပေါ်တက်လာခဲ့ဖို့ပြောလိုက်မယ်လို့ပြောပါတယ်ပြီးတော့ဗိတ်မန်တိဆောက်ကိုးကွယ်ဖို့အတွက် MC ရဲ့ဘွဲအမီကိုပါမေးပါတော့တယ်12ခုသောအဆောင်လက်ဖွဲ့တွေရဲ့စွမ်းအားကနတ်ဆိုးကြီး8ပါးရဲ့တန့်စင်သောသခင်စီကလာတာဆိုတော့အဲ့ဒီနာမည်ကိုပဲသုံးလိုက်တာအကောင်းဆုံးပဲဆိုပြီး MC တွေးလိုက်ပါတယ်ပြီးတော့ငါတန့်စင်သောသခင်စူကိုင်းမယ်အခုချက်ချင်းသွားတော့အချိန်မဆွဲနဲ့လို့ပြောလိုက်ပါတယ်ရှီမုန်လည်းဆေးလုံးကိုတေချာကိုင်းပြီးတောင်အောက်ကိုအမြန်ပြေးဆင်းသွားပါတော့တယ်သူ့ကြောပြင်ကိုကြည့်ရင်းနဲ့ MC တယောက်ကျင်းနဲ့စွာနဲ့ပြောလိုက်ပါတော့တယ်ချင်းချင်းရွာမှာတော့ရွာသားတွေရဲ့စိုးရင်တကြီးစောင့်ဆိုင်နေကြပါတယ်တိတ်မကြခင်မှာပဲအမှောင်ထဲကနေရှီမုန်ထွက်ပေါ်လာပါတယ်ကျွန်တော်အစ်စ်မှန်ကြင်ညံသူနဲ့တွေ့ခဲ့ပြီဒါကသူပေးလိုက်တဲ့နတ်ဆေးလုံးပဲရေထဲမှာဖြော်ပြီးတောက်လိုက်ပါဒါကကက်ယောဂါကိုပျောက်ကင်းစေလိမ့်မယ်လို့ပြောလိုက်ပါတယ်ရွာတကြီးဂျိုးမောင်ကရှေ့ထွက်လာပြီးသူကတကယ်အစ်စ်မှန်ကြင်ညံသူရောဟုတ်ရဲ့လားတောင်ပေါ်ကတရေတစီတည်းအမြလူရောင်ဖန်ဆင်းထားတာလားလို့မေးလိုက်ပါတယ်ရွာတကြီးအစ်စ်မှန်ကြင်ညံသူကသူ့ရဲ့လက်ကိုတစ်ချက်ဝေးရမ်းလိုက်ုံနဲ့ဝန်ပလွေအုပ်ကြီးကိုချေမုန်းနိုင်ခဲ့ပြီးကျွန်တော်ရဲ့ဒဏ်ရာတွေနဲ့ကက်ယောဂါကိုလည်းချက်ချင်းကုသပေးခဲ့တာပါတကယ်အစ်စ်ပါလို့ပြောပြီးရှီမွန်ကလုံးဝပျောက်ကင်းသွားတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပြလိုက်ပါတယ်တေချာစစ်ဆေးပြီးရဲ့နောက်မှာတော့ဂျိုးမောင်မှာတန်တရားမရှိတော့ပါဘူးဒါဆိုရင်ကြင်ညံသူကိုယ်တိုင်ကိုထင်ပြမှာတော့သူ့ရဲ့လမ်းညွှန်ချက်တိုင်းငါတို့လောက်ကြတာပေါ့လို့ပြောလိုက်ပါတယ်ပြီးတော့ရေစလုံးကြီးတစ်ခုထဲမှာဆေးလုံးကိုဖြော်လိုက်ပြီးလူတိုင်းကိုတပကံစီတောက်ခိုင်းလိုက်ပါတယ်တနားရီတောင်မပြည့်ခင်မှာပဲရွာတရွာလုံးကယောဂါတွေလုံးဝပျောက်ကင်းသွားကြပါတော့တယ်ရွာတစ်ခုလုံးမှာအောင်ပွဲခံတဲ့နေလဲဆူညံသွားပါတယ်နတ်ဆေးကြီးကတကယ်ကိုစွမ်းထက်တာပဲကြင်ညံသူရဲ့နာမည်ကဘလို့ခေါ်လဲငါတို့သူ့ကိုတေချာကိုးကွယ်နိုင်အောင်နာမည်ကိုသိထားရမယ်လို့မေးတော့ရှီမန်ကသူ့ကိုယ်သူတန့်စင်သောသခင်စူကိုင်းလို့ခေါ်ရလို့ပြောပါတယ်ပြီးတော့ရွာတကြီးကိုလည်းတောင်ပေါ်လာတွေ့ဖို့သူကပြောလိုက်သေးတယ်လို့ဖြေလိုက်ပါတယ်နောက်တစ်နေ့ရောက်တော့ system စီကနေတတိပေးချက်ဝင်လာပါတယ်သခင်စူကိုင်းကမြင်းဆောင်လက်ဖွဲ့ကို lock ဖွင့်နိုင်ခဲ့ပါပြီနောက်ထပ်အဆောင်လက်ဖွဲ့တစ်ခုအတွက်တိုးတက်မှုရာခိုင်နှုန်း100ရာခိုင်နှုန်းပြည့်သွားပါပြီလို့ပြောတော့ MC တယောက်အံ့ဩသွားပါတယ်နေပေါင်းဒါမှမဖြစ်နိုင်ဘူးလေချင်းချင်းရွာအဲ့လောက်ကြီးရဲ့ရွာလည်းမဟုတ်ဘူးရတဲ့နဲ့ဂုံသတင်းအမှတ်ကအများကြီးလိုနေသေးတာမဟုတ်ဘူးလားဆိုပြီး MC ရဲ့ system ကိုစိတ်ထဲကနေမေးလိုက်ပါတယ်ဂုံသတင်းဆိုတာသူတို့ရဲ့ယုံကြည်မှုအတိုင်းအတာကျေးဇူးတင်မှုလွှမ်းမိုးနိုင်မှုအတိုင်းအတာစတဲ့အချက်လက်တွေပေါ်မူတည်ပြီးတွက်ချက်တာပါလို့ system ကလည်းပြန်ရှင်းပြလိုက်ပါတယ်အဲ့ဒီတော့မှပဲဂုံသတင်းအမှတ်တွေတနည်းအားဖြင့် percentage point တွေဘာလို့ဒီလောက်မြန်မြန်တက်လာလဲဆိုတော့ MC နားလေသွားပါတော့တယ်ရွာသားတွေကကက်ယောဂါကြောင့်မျောလင်းချက်မဲ့နေတဲ့ချိန်မှာသူ့ရဲ့နက်စီလုံးနဲ့နက်ဖျားဆွမ်းအားတွေကကေတင်ပေးခဲ့တာကြောင့်ပါအခုဆိုရင် MC အနေနဲ့သူ့ရဲ့ပုံရိပ်ကိုပို့ပြီးခိုင်မာစေဖို့အတွက်စွမ်းရည်တစ်ခုလိုအပ်နေပါပြီသူကမြင်းဆောင်လက်ဖွဲ့ရဲ့တခြားစွမ်းအားတွေကိုစမ်းသပ်ကြည့်လိုက်ပါတယ်ကောင်းကင်ပြန်တန်းခြင်းအရာဝတ္ထုတွေကိုစိတ်နဲ့ထိန်းချုပ်ခြင်းနဲ့အဝေးကနေထိန်းချုပ်ခြင်းတွေပါတာလွန်တဲ့စွမ်းအားတွေဘာမှမရှိတဲ့ဒီရှေးခေတ်ကဘာကြီးမှာတော့ဒါကလုံးဝကိုအသာစီးရနေတဲ့အားသာချက်ပါပဲတိတ်မကြခင်မှာပဲရှီမုန်နဲ့အတူအသက်အရွယ်ရနေတဲ့ရွာတကြီးဂျိုးမောင်တို့ရောက်လာကြပါတယ် MC ကလေထဲမှာပေါ်လို့ပေါ်နေရင်းကနေသူတို့ကိုစီးကြိုလိုက်ပါတယ်သူတို့နှစ်ယောက်လုံးဒီမြင်ငုံကိုကြည့်ပြီးမှင်တက်သွားကြပါတယ်တန်းစင်သောသခင်တာမန်လူရှီမုန်နဲ့ရွာတကြီးဂျိုးမောင်တို့ကဂါဝရပြုပါတယ်လို့ပြောလိုက်ကြပါတယ်အဲ့လောက်ဒီလုံနေစရာမလိုပါဘူးလို့ MC ကပြောလိုက်ပြီးလက်ရှိခေတ်အကြောင်းကိုမေးလိုက်ပါတယ်အခုဟာမဟာဆုံးမင်းဆက်ရဲ့တတိယနှစ်ဖြစ်ပါတယ် MC ကသူတို့ရှိမှစွမ်းရည်တွေကိုထပ်ပြီးထုတ်ပြပြီးရွာကိုလိုက်လေဖို့အတွက်သဘောတူလိုက်ပါတယ်10မိနစ်ကြာမှာတော့ချင်းချင်းရွာစီကိုလူရိတ်3ခုလေတွေကနေပြန်တန်းလာကြပါတယ်ရွာသားတွေကအံ့ဩတကြီးနဲ့မော့ကြည့်လိုက်ကြပါတယ်အဲ့ဒါရှီမုန်နဲ့ရွာတကြီးပဲသူတို့ပြန်တန်းနေကြတယ်ဆိုပြီးလူတိုင်းကဒူးထောက်ပြီးဥချလိုက်ကြပါတယ်ကျွန်တော်တို့ရဲ့အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တန့်စင်သောသခင်လို့လည်းဝိုင်းပြောကြပါတယ်
MC ကသူတို့အဲ့လောက်ကြီးအယိုသေးပေးစရာမလိုဘူးလို့ပြောလိုက်ပါတယ်ရွာကနေကြီးကျယ်ခမ်းနားတဲ့ခမ်းနားတစ်ခုပြင်ဆင်ပေးကြပါတယ်ပြီးတော့ရွာထဲမှာ MC နေထိုင်ဖို့အတွက်စိုင်းတစ်ခုဆောက်လုပ်ပေးခြင်းကြောင့်ကမ်းလှမ်းကြပါတယ်ဒါကို MC ကရင်ကြီးကြီးပဲညင်းလိုက်ပါတယ်တောင်ပေါ်မှာပဲဂူတစ်ခုဖန်တီးပြီးနေထိုင်မဲ့အပြင်လိုအပ်ရင်အဲ့ဒီကိုလာရှာနိုင်ကြောင်းပြောလိုက်ပါတယ်ပြီးတော့နောက်နေ့ကျရင်ကက်ယောဂဖြစ်နေတဲ့အနီးနားရွာတွေကလူနာတွေကိုလည်းကုသပေးမယ်လို့ခရီးပေးလိုက်ပါတယ်ဂျိုးမောင်နဲ့ရှီမုံတို့ကအရန်ဝမ်းသာသွားပြီးသဘောတူလက်ခံလိုက်ကြပါတယ်ဒါနဲ့ကြင်ညံသူအဲ့ဒီနှစ်စီလုံးကအရန်တန်ဖိုးကြီးရလားလို့မေးလိုက်ပါတယ်မှန်တာပေါ့နှစ်စီလုံးတွေရှားပါပြီးဖော်ဆက်ဖို့အတွက်တန်ဖိုးကြီးတဲ့ဝိညာဉ်ဆေးဘက်ဝင်ပင်တွေအများကြီးလိုအပ်တယ်အခုလောလောဆယ်ငါစီမှာအသက်မရှိတော့ဘူးလို့ MC ကဖြေလိုက်ပါတယ်တကယ်တော့ယောဂကုသဖို့အတွက်ဆေးလုံးတွေကိုဓာတ်ရိုက်ထုတ်ပေးလိုက်လို့ရပါတယ်ဒါပေမဲ့ရွာသားတွေရှိမှသူ့ရဲ့နက်ဖျားစွမ်းအားကိုထုတ်ပြချင်တာကြောင့်ငါစီမှာဆေးလုံးတွေမရှိတော့ပေမဲ့ငါရဲ့စွမ်းအားနဲ့ဓာတ်ရိုက်ကုသပေးလို့ရတယ်အနီးနားရွာတွေကကက်ယောဂတွေကိုစုထားလိုက်ပါမနေ့ပြန်ဒီချိန်ကျရင်သူတို့ကိုကုသပေးဖို့ငါပြန်လာခဲ့မယ်အဲ့လိုပြောပြီးရနဲ့ MC ကသူ့ရဲ့ပုံရိပ်ကိုဖြန့်ကျက်လိုက်ပြီးအရေးမဲတစ်ခုလိုတောင်ပေါ်ကိုပြန်တန်းသွားပါတော့တယ်ရွာသားတွေအားလုံးကတန့်စင်သောသခင်ကိုယူသေးစွာနှုတ်ဆက်ပါတယ်လို့ကျေလောင်စွာအော်ဟစ်လိုက်ကြပါတော့တယ် MC ထွက်သွားပြီးရဲ့နောက်မှာတော့ရွာသားတွေစုဝေးပြီးဆွေးနွေးနေကြပါတယ်ဦးလေးဝမ်ကဂျိုးမောင်ရဲ့ပခုံးကိုပုတ်ပြီးအဖဂျိုးခမရဲ့ဆွေမျိုးတွေရှိတဲ့ဂျိုးမိသားစုရွာမှာလည်းကက်ယောဂါတွေဖြစ်နေရမဟုတ်လားအခုကဖျားနာနေတဲ့သူတွေကိုခေါ်လာဖို့အကောင်းဆုံးချိန်ပဲလို့ပြောလိုက်ပါတယ်နောက်ထပ်တကြီးရွယ်ကိုတယောက်ကဂျိုးမောင်ငိမ့်နေအောင်သတိထားမိသွားပြီးအဖဂျိုးဘာတွေစဉ်းစားနေရလဲလို့မေးလိုက်ပါတယ်တန်းစင်သောသခင်ရဲ့အသက်ကေကြီးစုကိုဘယ်လိုဆက်ရမလဲဆိုတော့တွေးနေတာပါဒါပေမဲ့ငါတို့စီမှာပူဇော်စရာတန်ဖိုးရှိတာဘာမှမရှိဘူးလေလို့ပြောလိုက်ပါတယ်ဟုတ်တယ်ကျင့်ညံသူတွေကလော်ကီစည်းစိမ်တွေကိုမမတ်မောကြဘူးငါတို့ရဲ့တာမန်ပစ္စည်းတွေကသူတို့အတွက်ဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်ဘူးလို့ပြောရင်ဂျိုးမောင်ကတေချာစဉ်းစားနေပါတယ်အဲ့ဒီနောက်သူ့မျက်လုံးတွေအယောင်လင်းသွားပြီးငါမှအကြံတစ်ခုရှိရယ်လူတွေကဂုံတရင်နဲ့ကြော်ကြားမှုသဘောကျကြတယ်ဖះเจ้าတွေကနတ်ဖះအိမ်နဲ့ဗုဒ္ဓရုပ်ပွားတော်တွေတောင်ရွှေစင်းတူတွေနဲ့အမွှေးတိုင်းတွေကိုသဘောကျကြတာပဲတန့်စင်သောသခင်ကဓာရီကိုတန်ဖိုးမထားဘူးဆိုရင်တောင်သူ့ရဲ့နာမည်ကိုနေရာအနှံ့ပြန့်နှံ့အောင်လုပ်ပေးတာသူ့ကိုတေချာဖို့ကျေးဇူးဆက်ရရောက်မှာပါလို့ပြောလိုက်ပါတယ်တက်ကြီးရွယ်ဦးတွေအားလုံးကလည်းသဘောတူတဲ့အနေနဲ့ခေါင်းငိမ့်လိုက်ကြပါတယ်ဂျိုးမောင်ကတန့်စင်သောသခင်ရဲ့ပုံတူပကြီးကအချို့ကိုရေးဆွဲလိုက်ပါတယ်ပြီးတော့ဖျားနာနေတဲ့လူနာတွေကိုသွားခေါ်မဲ့သူတွေနဲ့အတူတခြားရွာတွေကိုထည့်ပေးလိုက်ပါတယ်တန့်စင်သောသခင်ရဲ့နာမည်ကိုဖြန့်ဝေဖို့အတွက်ပါနောက်တစ်နေ့မနက်မိုးလင်းတဲ့အခါမှာတော့ချင်းချင်းရွာခွန်အားကြီးရဲ့လူ၄၅ယောက်လောက်ကိုကက်ယောဂဖြစ်ပွားနေတဲ့အနီးနားရွာတွေစီလွှတ်လိုက်ပါတယ်ရှီမုံကလည်းသူ့သမီးလေးကိုခေါ်ပြီးသူ့ရောက်ခမတွေရှိရဲ့ရွာစီကိုသွားခဲ့ပါတယ်ဒါပေမဲ့ရွာထဲကိုဝင်ချင်းမှာပဲသူတို့အံ့ဩသွားကြပါတယ်နေရာတစ်ခုလုံးကပျက်စီးယိုယွင်းနေပြီးအိမ်တော်တော်များများကလည်းမီးလောင်ကျွမ်းထားပါတယ်အဘုံနဲ့ဖွားလို့ဆင်ပြေကြရလားမသိဘူးလို့တွေးနေတော့မှပဲအဝက်စားဆုပ်ပြက်နေတဲ့ရွာသားတစ်ယောက်ကအလန့်တကြားနဲ့ပြေးထွက်လာပါတယ်ရှီမုံကသူ့ကိုတားလိုက်ပြီးအကိုဒီမှာဘာတွေဖြစ်ခဲ့ရလဲအရှိဘက်ထိပ်ကအဖိုးလီရဲ့မိသားစုရောဘယ်လိုနေလဲလို့မေးလိုက်ပါတယ်မင်းကအဖိုးလီရဲ့တမက်လားကက်ယောဂါတအားဆိုးရွားတယ်ရွာတကြီးကဖျားနာနေတဲ့သူတွေကိုကျိန်စာတင်နေတဲ့သူတွေလို့တတ်မှတ်ပြီးရွာပြင်ဘက်ကဆွန့်ပစ်ထားတဲ့ဘိုးဘပိတ်မှန်ဟောင်းရီကိုပစ်ထားလိုက်တယ်ကူးဆက်မာကိုကြောက်လို့သူတို့ရဲ့အိမ်တွေကိုပါမိရှို့ပစ်လိုက်တာလို့ပြောလိုက်ပါတယ်ရှီမုံရဲ့မျက်နှာချက်ချင်းပြောင်းလဲသွားပါတော့တယ်သူဘာမှဆက်မပြောတော့ပဲသူ့သမီးလေးကိုဆွဲပြီးဆွန့်ပစ်ထားတဲ့ဗိမှန်ဟောင်းရင်းစီကိုအမြင်ပြေးသွားပါတော့တယ်တကားကိုတွန်းဖွင့်လိုက်တာနဲ့မှုန်နဲ့နေဆေးနဲ့နေရသူတို့စီကိုရိုက်ခတ်လာပါတယ်လူတရာစင်ကျော်လောက်ကကျမ်းမြေပေါ်မှာလဲကျနေပါတယ်ပြီးတော့ရှီမုံကဒေါင်းတနေရာမှာကွေးကွေးလေးဖြစ်နေတဲ့သူ့ရောက်ခမတွေကိုတွေ့သွားပါတယ်အဖေအမေစသဖြင့်အော်ခေါ်ရင်းနဲ့သူ့အပြေးလွှတ်သွားလိုက်ပါတယ်အဖိုးလီကမနေရုံးကန်ထားလိုက်ရင်ရှီမုံမင်းဘာလို့ရောက်လာတာလဲအမြန်ထွက်သွားတော့ငါတို့စီမှာကက်ယောဂါရှိတယ်မင်းကိုကူးသွားလိုက်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့အနောက်ကသမီးလေးနန်နန်ကိုမြင်သွားတဲ့အခါမှာတော့မင်းအသက်ကိုမင်းတန်ဖိုးမထားရင်တောင်မှနန်နန်ကိုဘာလို့ခေါ်လာရတာလဲသူ့ကိုအခုပြန်ခေါ်သွားလို့အော်ပြောလိုက်ပါတယ်ရှီမုံကသူ့ရောက်ခမရဲ့ပခုံးနှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ကင်လိုက်ပြီးအဖေစိတ်မပူပါနဲ့နန်နန်စီကိုယောဂမကူးဆက်နိုင်ပါဘူးကျွန်တော်တို့ချင်းချင်းရွာမှာကြည်ညံသူတစ်ပါးရဲ့အဆောင်ရှောက်ရှိတယ်ကက်ယောဂါကျွန်တော်တို့ဘာမှလုပ်လို့မရဘူးလို့ပြောလိုက်ပါတယ်ဖျားနာနေတဲ့ရွာသားချို့ကတော့ခေါင်းခါလိုက်ကြပါတယ်အစ်စ်မှန်ကြည်ညံသူဟုတ်လားရှီမုံမင်းဖျားပြီးတော့မှယူသွားရလားအဖိုးလီခမရသမက်တော့ကြောက်လွန်းလို့ယူသွားပြီထင်တယ်ဘာကြင်ညံသူရဲ့အဆောင်ရှောက်လဲဒီကက်ယောဂါကြောင့်လူတွေအများကြီးတည်ခဲ့ရတာဘယ်သူမှစောင့်ရှောက်မပေးနိုင်ဘူးဒါလောက်လွယ်လွယ်လေးနဲ့တားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူတို့ပြောဆိုနေရတွေကရွာတကြီးလီဝမ်နန်နဲ့တခြားလူတွေရောက်လာတဲ့အခါမှာရက်တန့်သွားပါတယ်ရှီမုံမင်းငါတို့လီမိသားစုရွာမှာဘာလာလောက်တာလဲချင်းချင်းရွာကနေဘေးဒုက္ခကြီးလာမသေးလာနဲ့လို့ပြောလိုက်ပါတယ်ရှီမုံကဒါကလီမိသားစုရွာကိုရွာသားတွေပေါ်ဆက်ဆံတဲ့ပုံစံလားကက်ယောဂါတွေကိုဗိမှန်ဟောင်းကြီးထဲမှာတေအောင်ပစ်ထားပြီးအိမ်နီကိုမီးရှို့လိုက်ရင်ယောဂရက်သွားမယ်လို့ထင်နေရလားကျွန်တော်ခမရကိုပြောမယ်ကျွန်တော်တို့ချင်းချင်းရွာမှာကြင်ညံသူတစ်ပါးရှိရယ်ကက်ယောဂါလေးပျောက်ကင်းသွားပြီဒီနေ့ကျွန်တော်လာတာကျွန်တော်တို့ရောက်ခမရည်နဲ့ဒီရွာသားတွေကိုကုသပေးဖို့ချင်းချင်းရွာကိုခေါ်သွားမလို့ပဲလို့ပြောလိုက်ပါတယ်လီဝန်နန်မျက်မှောင်ကျုပ်လိုက်ရင်လွန်ခဲ့တဲ့ရက်အနည်းငယ်ကအနောက်ဘက်ချင်းချင်းရွာစီကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့လင်းနှန်းကြီးကိုသူပြန်သတိရသွားပါတယ်အဲ့ဒီအချိန်တုန်းကတော့မီးလောင်နေလို့ပဲသူထင်ခဲ့တာပါရှီမုံရဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံကိုမြင်ပေမဲ့သူတန်တရားဝင်နေတော့မှာပဲသူကပြန်ငင်းဖို့ပြင်လိုက်တဲ့အချိန်မှာတော့ရှီမုံကပုံတူပကြီးကတစ်ချက်ကိုထုတ်ပြလိုက်ပါတယ်ကြည့်လိုက်
ဒါကငါတို့ရွာကိုကေတင်ခဲ့တဲ့ကြင်ကြံသူစူကိုင်းပဲသူ့ရဲ့နက်ဖျားဆွမ်းအားတွေကအလွန်ကြီးမားတယ်ဒီလိုတာမန်ကက်ယောဂါလေးကသူ့အတွက်ဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကမင်းဟာမင်းရန်တန်းဆွဲထားတဲ့ပုံလားမဟုတ်လားဆိုတော့ဘယ်သူသိမှာလဲအစ်စ်မှန်ကြင်ကြံသူတွေကဒီလောက်အလွယ်တကူစဉ်းသက်လာလိမ့်မရှိဘူးအဓိပ္ပာယ်မရှိတာရှောက်ပြောမနေနဲ့မဟုတ်ရင်ရန်ရန်ဆန်းဆန်းလုပ်ရလိမ့်မယ်လို့လီဝန်နန်ပြောလိုက်ပါတော့တယ်ခဏကြာမှာပဲအချိန်တွေကရုပ်ရုပ်တဲတဲဖြစ်လာပါတယ်အဲ့ဒီအချိန်မှာပဲနန်နန်လေးကရှီမုံရဲ့လက်ကိုဆွဲပြီးရှေ့ကိုထွက်လာပါတယ်သူမရဲ့ခန္ဓာကိုယ်တေးသေးလေးကိုမတက်ရက်လိုက်ပြီးအားလုံးပဲရံမဖြစ်ကြပါနဲ့တော့ချင်းချင်းရွာမှာတကယ်ပဲအစ်စ်မှန်ကြင်ကြံသူရှိပါတယ်အစ်စ်မှန်ကြင်ကြံသူကသဘောကောင်းပြီးကဲ့ယောဂတဲ့တွေကိုအဲ့ဒီကိုခေါ်လာခဲ့ဖို့ပြောထားတာပါသူကအားလုံးကိုကုသပေးလိုက်မယ်ရွာတကြီးအဖိုးမယုံရင်တော့မှဖေဖေကိုဒီလူတွေကိုခေါ်သွားခင်ပြုလိုက်ပါလီမိသားစုရွာကိုဘာမှထိခိုက်နေတာစီမှမဟုတ်ပါဘူးတခြားလူတွေကိုထပ်ပြီးကူးဆက်မဲ့အန်ဒီကနေလည်းကင်းဝေးသွားမှာပါလို့ပြောလိုက်ပါတယ်လီဝန်နန်ကတေလူမျောပါဖြစ်နေတဲ့ရွာသားတွေကိုကြည့်ပြီးတိတ်ဆိတ်သွားပါတယ်သူ့ရဲ့လေတန်းနူးညံ့သွားပြီးရှီမုံမင်းသမီးလေးရဲ့မျက်နှာကြောင့်မင်းကိုတစ်ချိန်တော့ငါယုံကြည်ပေးလိုက်မယ်ဒါပေမဲ့တခုခုမှားယွင်းသွားခဲ့ရင်မင်းကငါအပြစ်ပေးရလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါလိုနဲ့ရှီမုံကသူ့ရောက်ခမတွေကိုတွဲပြီးလူတရာစင်ကျော်လောက်ကိုချင်းချင်းရွာဘက်စီခေါ်ဆောင်သွားပါတော့တယ်သူတို့ထွက်သွားတာကိုကြည့်ရင်လီဝန်နန်ကငါတိတ်တိတ်လေးနောက်ကလိုက်ပြီးစစ်ဆေးကြည့်ရမယ်ချင်းချင်းရွာမှာတကယ်ပဲအစ်စ်မှန်ကြင်ကြံသူရှိနေရဆိုရင်ဒီအခွင့်အရေးကိုငါလက်လွတ်ခံလို့မဖြစ်ဘူးလို့ရည်ရွယ်လိုက်ပါတယ်နိုင်ဝက်လောက်ကြာတဲ့ခါမှာတော့ချင်းချင်းရွာအဝင်ဝမှာရွာတကြီးကျိုးမောင်နဲ့ရွာသားတွေကစောင့်နေကြပါတယ်ရှီမုံနဲ့သူ့ရောက်ခမတွေကိုမြင်တော့သူတို့စီးကြိုလိုက်ကြပါတယ်ရှီမုံလန်ခီးစင်ပြေရဲ့လားဘာပြဿနာမှမရှိဘူးမလားလို့မေးလိုက်ပါတယ်လူတွေအကုန်လုံးကိုလည်းခေါ်လာခဲ့ပါပြီအခုတန့်စင်သောသခင်ကြွလာမယ့်ချိန်ကိုပဲစောင့်ရတော့မယ်လို့ရှီမုံကဖြေလိုက်ပါတယ်နောက်ထပ်တစ်နာရီလောက်ကြာတဲ့ခါမှာတော့တခြားအဖွဲ့တွေလည်းပတ်ဝန်းကျင်ရွာတွေကကက်ယောဂတွေကိုခေါ်ပြီးပြန်ရောက်လာကြပါတယ်စုစုပေါင်းလူ30ကျော်လောက်ရှိပါတယ်တန့်စင်သောသခင်ကဂယုဏကြီးမားပြီးတရဝါတွေပေါ်တနာကျင်လာတတ်တယ်ဒီနေ့ तू ကဒီဖျားနာနေတဲ့ရွာသားတွေကိုကုသပေးလိုက်မယ်လို့ရွာသားတွေကယုံကြည်မှုအပြည့်နဲ့ပြောကြပါတယ်တစ်ချိန်တည်းမှာပဲ MC ကတောင်ပေါ်မှာတရေအိတ်နေတော့နှိုးဆက်တန်ကြောင့်လက်နှိုးသွားပါတယ်ဒုက္ခပဲဒီနေ့ရွာသားတွေကိုကုသပေးရမယ့်ကိစ္စကိုငါမေ့သွားတော့မလို့တွေးပြီးကြပြားပြင်ဆင်ပြီးလေထဲကိုပြန်တန်းသွားပါတော့တယ်ရွာရဲ့ကွင်းမြင့်ကျယ်ကြီးထဲမှာတော့ရွာသားတွေအားလုံးအစုလိုက်ပြုံလိုက်ဒူးထောက်နေကြပါတယ်သူတို့တွေဖျားဝပြုတ်နေကြတာလားနည်းနည်းတော့လွန်းနေပြီလို့တွေးပြီး MC တယောက်မပြုံးမနေနိုင်အောင်ဖြစ်သွားပါတယ်အောက်ဘက်မှာတော့ဂျိုးမောင်ကတန့်စင်သောသခင်ဆင်းသက်လာတာကိုယူတီလေးစားစွာနဲ့ကြိုဆိုကြပါလို့ကျဲလောင်စွာအော်ပြောလိုက်ပါတယ်သူ့ရဲ့အော်တန်နဲ့အတူကောင်းကင်ယံမှာကြည်လင်ပြတ်သားတဲ့ဓာတ်တိုင်တစ်ခုထွက်ပေါ်လာပါတယ်ငွေအောင်ကြောက်စိမ့်နဲ့တူတဲ့ဓာတ်ရှည်တစ်လက်ကအပေါ်ကနေမြားတစင်းလိုကျဆင်းလာပြီးကွင်းမြင်ရဲ့အလဲတက်တက်မှာစိုက်ဝင်သွားပါတယ်ဓာတ်စီကနေမှိန်ဖြော့ဖြော့ရွှေအောင်လင်းနှန်းနေလေဖြာထွက်နေပါတယ်အဲ့ဒီနောက်မှာတော့လူရိတ်တစ်ခုကဖြည်းဖြည်းချင်းဆင်းသက်လာပါတော့တယ်နှင်းမွနေလို့ဖြူစင်တဲ့ဝိယုံဝတ်ဆင်ထားပြီးနဝမဘုံကနေဆင်းသက်လာတဲ့နက်ဖျားတစ်ပါးလို့အရှိန်ဝါတွေပြည့်နှက်နေပါတယ်ချင်းချင်းရွာသားတွေကမျက်ရည်ကျမတက်ဝမ်းသာသွားကြပြီးအယိုသေးပေးလိုက်ကြပါတယ်တခြားရွာလူတွေလည်းအလွန်အံ့ဩသွားကြပါတယ်သူတို့ရဲ့စိတ်ထဲမှာတော့အတွေးတစ်ခုတည်းသာကြံရှိပါတော့တယ်တကယ်ပဲအစ်စ်မှန်ကြင်ကြံသူဆိုတာရှိတာပါလားဆိုတာပါပဲအားလုံးပဲအဲ့လောက်ကြီးယိုသေးပေးနေကြမလို့ပါဘူးဒီနေ့ငါလာတာဒီကက်ယောဂတွေကိုကုသပေးဖို့ပဲလို့ MC ကတည်ငြိမ်တဲ့လေတန်းနဲ့ပြောလိုက်ပါတယ်တန့်စင်သောဖျားသခင်သူတို့တွေကအနီးနားရွာတွေကက်ယောဂတွေပါကျေးဇူးပြုပြီးသူတို့ကိုကယ်တင်ပေးပါလို့ဂျိုးမောင်ကရှောက်ထားလိုက်ပါတယ်MC ကသူ့ရဲ့နက်ဖျားဆွမ်းအားတွေကိုအသုံးပြုလိုက်တဲ့အခါဖြူဖြော့ပြီးအားနည်းနေတဲ့လူနာတွေရဲ့ချက်ချင်းပဲတကိုယ်လုံးနှွေးထွေးပြီးသူတို့ရဲ့နာကျင်မှုတွေလည်းပျောက်ကွယ်သွားကြပါတယ်ဖျားရည်ဒါကတကယ်ကိုနက်ဖျားကူထင်ပြတာပဲလို့လူနာတွေကရည်ရွယ်လိုက်ကြပါတယ်နောက်ဆုံးလင်းတန်းလေးပျောက်ကွယ်သွားချိန်မှာတော့ရွာသားတွေအားလုံးဒူးထောက်ပြီးယူသေးပေးလိုက်ကြပါတယ်ကျွန်တော်တို့ရဲ့ယောဂတွေကိုကုသပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တန့်စင်သောဖျားသခင်လို့ကျွန်တော်တို့ရဲ့ယောဂတွေကိုကုသပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တန့်စင်သောသခင်ဆိုပြီးပြောလိုက်ကြပါတယ်အားလုံးထားကြပါဒါတော့အယူသေးပေးစရာမလိုပါဘူးလို့ MC ကလည်းပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဂျိုးမောင်ကအမြန်ရှိထွက်လာပြီးတန့်စင်သောသခင်ကျွန်တော်မျိုးဝန်ခံစရာတခုရှိပါတယ်မနေ့ကကျွန်တော်မျိုးသခင်ကြီးရဲ့ပုံတူကိုဆွဲပြီးလူကြီးမင်းရဲ့ကောင်းမွန်တဲ့လုပ်ရက်တွေကိုပတ်ဝန်းကျင်ရွာတွေစီဖြန့်ဝေဖို့ရွာသားတွေကိုစီခိုင်းခဲ့ပါတယ်ဒီလုပ်ရက်ကိုခွင့်ပြုပေးနိုင်မလားလို့ရှောက်ထားလိုက်ပါတော့တယ်ဒါကိုကြားလိုက်ရတော့ MC ရဲ့ရင်ထဲမှာကြည်နူးသွားပါတယ်ဒီလုပ်ရက်ကသူ့ရဲ့ဂုံသတင်းကိုပြန့်နှံ့စေဖို့ကူညီပေးပြီးသူ့ရဲ့အစီအစဉ်အတွက်လည်းအရန်ကိုထောက်ကူဖြစ်နေပါတယ်ဒါပေမဲ့ तू ကတီတီငင်ငင်ပဲနေလိုက်ပါတယ်ရပါတယ်မင်းရဲ့လုပ်ရက်ကလည်းလူတွေကိုကယ်တင်ဖို့အတွက်ပဲလေငါမင်းကိုပြစ်မတင်ပါဘူးလို့ MC ကပြောလိုက်တဲ့ခါမှပဲဂျိုးမောင်နဲ့တက်ပြင်းချခြင်းရသွားပါတော့တယ်အဲ့ဒီအချိန်မှာလီမိသားစုဟာရွာတကြီးလီဝန်နန်ကတန့်စင်သောသခင်ကျွန်တော်မျိုးတို့လီမိသားစုရွာကိုလည်းစောက်ရှောက်ပေးပါကျွန်တော်မျိုးတို့လူကြီးမင်းကိုကိုးကွယ်ဖို့ဗိမာန်တစ်ခုဆောက်လုပ်ချင်ပါတယ်ကျေးဇူးပြုပြီးခွင့်ပြုပေးပါလို့ဝင်ရောက်လျှောက်ထားပါတယ်ရွာတကြီးလီခမရဘလို့လို့ရောက်လာတာလဲလို့တခြားသူတွေကမေးကြတော့ तू ကငါရွာသားတွေကိုစိတ်ပူလို့တိတ်တိတ်လေးနောက်ကနေလိုက်လာခဲ့တာပါတန့်စင်သောသခင်နဲ့တကယ်ဆုံရမယ်လို့မထင်ထားခဲ့ဘူးလို့ပြန်ဖြေပါတယ်ဂျိုးမောင်ကတော့သူ့ကိုကြည့်ပြီးဘာမှမပြောဘဲမျိုးသိပ်ထားလိုက်ပါတယ် MC ကမင်းတို့ရဲ့စေတနာကိုငါလက်ခံပါတယ်ဒါပေမဲ့ဗိမာန်ဆောက်တာကိုလွန်ကျွံမလုပ်ကြပါနဲ့ကိုတက်နိုင်တဲ့လောက်ပဲလုပ်ပါတာမန်ပြည်သူတွေကိုဝန်တော့ဝန်ပုံမဖြစ်စေနဲ့လို့မိန့်ကြားလိုက်ပါတယ်ဒီဝန်နန်လည်းတေချာမှတ်သားထားပါမယ်လို့ခရီးပေးလိုက်ပါတယ် MC ကခေါင်းငိမ့်ပြပြီး system ကိုဖွင့်ကြည့်လိုက်ပါတယ်
သခင်စုကိုင်းကနောက်ထပ်အဆောင်လက်ဖွဲ့ကိုလောက်ဖွက်နိုင်ခဲ့ပါပြီနောက်တစ်ခုအတွက်တိုးတက်မှုရာခိုင်နှုန်း86ရာခိုင်နှုန်းရှိနေပါပြီဆိုပြီးတွေ့လိုက်ရပါတယ်အခုကုသမှုခံယူသွားတဲ့ရွာသားတွေပြန်ရောက်ပြီးဒီနေ့အကြောင်းတွေကိုဖြန့်ဝေလိုက်ရင်နောက်ထပ်ဆွမ်းအားတစ်ခုလည်းမကြခင်ပွင့်လာတော့မယ်လို့ MC တွေးလိုက်မိပါတယ်၄ရက်ကြာပြီးရဲ့နောက်ရွာတွေကလမ်းကြားချင်းချင်းလေးတစ်ခုထဲမှာအင်ကြီးချမ်းဝတ်ထားတဲ့အဖိုးကိုတယောက်ရုတ်တရက်ပေါ်လာပါတယ်အဲ့ဒါကတော့မြောက်အဆောင်လက်ဖွဲ့ကိုသုံးပြီးအသွင်ပြောင်းထားတဲ့ MC ပါပဲပြီးခဲ့တဲ့ညကဂုံသတင်းအမှတ်တွေပြည့်သွားတဲ့အခါတတိယမြောက်အနေနဲ့မြောက်အဆောင်လက်ဖွဲ့ကိုသူရွေးချယ်ခဲ့တာပါဒီအရာကလူတွေနဲ့အရာဝတ္ထုတွေကိုတရိတ်ဆန်နေဖြစ်ပြောင်းလဲပြနိုင်တယ်လို့တခြားလူတွေလိုလည်းဟန်ဆောင်နိုင်စွမ်းရှိပါတယ် MC ကရွာထဲမှာရှောက်သွားရင်းနဲ့တစ်သားဆိုင်ပုတ်ချိတ်ထားတဲ့စာတင်ကျောင်းလေးတစ်ခုရှိကိုရောက်သွားပါတယ်ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ဂျိုးမောင်ကရှေ့မှာရက်ပြီးကလေးတစ်ထာစင်လောက်ကိုစာတင်ပေးနေတာကိုမြင်လိုက်ရပါတယ်ဂျိုးမောင်ကရွာမှာတလောက်ဂုံသိက္ခာကြီးမားနေရအံ့ဩစရာမရှိပါဘူးကလေးတွေနားပေးချိန်ရောက်တော့ MC ကတကားကိုတွန်းဖွင့်ပြီးပြုံးရွှင်စွာနဲ့ဝင်သွားပါတယ်ရွာကြီးဂျိုးကလေးတွေကိုစာရေးစာဖတ်ဂီယူတစ်ဆိုင်တင်ပေးနေရပဲသူတို့တွေနန်းတွင်းစာမေးပွဲတွေအောင်ပြီးအနာဂတ်မှာအရာရှိတွေဖြစ်လာဖို့မျှော်လင့်နေတာလားလို့မေးလိုက်ပါတယ်အဖိုးကိုဂျိုးမောင်ကမရင်းနှီးတဲ့မျက်နှာကိုကြည့်ပြီးခမရတခြားရွာဖြစ်ရမယ်ကလေးတွေအကြောင်းကျိုးကိုနားလည်ပြီးအမှားအမှန်ခွဲခြားနိုင်အောင်ငါစာတင်ပေးတာပါအရာရှိမဖြစ်လာရင်တော့ပညာတတ်ထားတော့တစ်သက်လုံးလေလှုပ်ရှားနေရတာထပ်ပိုကောင်းတာပေါ့လို့ဖြေလိုက်ပါတယ်ဒီစကားကြားတော့ MC ရဲ့ရင်ထဲမှာဂျိုးမောင်ကိုပို့ပြီးသဘောကျသွားပါတယ်သူကတကယ်ကိုအမျှော်မြင်ရှိပြီးစေတနာကောင်းတဲ့သူတစ်ယောက်ပါကလေးတွေအိမ်ပြန်သွားတဲ့ခါမှာတော့ဂျိုးမောင်က MC ကိုသူ့အိမ်ကိုနှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့အိမ်ထဲကိုဝင်ချင်းမှာပဲဂျိုးမောင်ကရုတ်တရက်လှည့်ပြီးဂျူးထောက်ချလိုက်ပါတယ်တန့်စင်တော့သခင်ဂါဝရပြုပါတယ်လို့သူကပြောလိုက်ပါတယ် MC တယောက်မှင်တက်သွားပါတယ်ဒါလောက်မြင်မြန်ကြီးတိသွားတာလားလို့သူတွေးလိုက်မိပါတယ်သခင်ကြီးကရုပ်သွင်းပြောင်းလဲထားပေမဲ့သခင်ကြီးရဲ့အရှိန်ဝါနဲ့စကားပြောရတဲ့တာမန်သက်ကြီးရွယ်ကိုတယောက်နဲ့လုံးဝကိုမတူပါဘူးပြီးတော့တန့်စင်တော့သခင်ဆင်းသက်လာတာ3ရက်ပဲရှိပါသေးတယ်ဖြင်းချမ်းခရိုင်ထဲမှာကက်ယောဂါကလည်းအပြည့်အဝမငြိမ်သေးပါဘူးအပြင်လူတွေကဒလိုလွတ်လွတ်လပ်လပ်သွားလာလိမ့်မရှိသလိုချင်းချင်းရွာရဲ့စာတင်ကျောင်းကိုလည်းအကြောင်းပြချက်မရှိပဲဘယ်သူမှလာမှာမဟုတ်ပါဘူးအစစ်အမှန်ကြင်ကြံသူတွေကနီလန်ပေါင်းစုံနဲ့အသွင်ပြောင်းနိုင်တယ်လို့ကျွန်တော်မျိုးကြားဘူးပါတယ်ဒါကြောင့်သခင်ကြီးကတန့်စင်တော့သခင်ပဲဖြစ်ရမယ်လို့ရဲရဲဝံ့ဝံ့ပဲခက်မှန်းလိုက်တာပါလို့ဂျိုးမောင်ကဆက်ပြောပါတယ်ဒါလို့တိသွားပြီဆိုတော့ MC လက်ဆက်ပြီးဟန်မဆောင်နေတော့ပါဘူးအနှဲငယ်လှုပ်ရှားလိုက်တာနဲ့နက်ဖျားစွမ်းအားတွေရုပ်သိမ်းသွားပြီးသူ့ရဲ့မူလပုံစံကိုပြန်ပြောင်းလိုက်ပါတယ်ခမရကတိသွားပြီဆိုမှတော့ကျုပ်လည်းဖုံးကွယ်မနေတော့ပါဘူးဒီတစ်ခေါက်ကျုပ်တောင်အောက်ကိုဆင်းလာတာတာမန်လူတွေဘလို့နေထိုင်ကြလဲဆိုတာကိုကြည့်ချင်ုံတက်တက်ပါပဲလို့ပြောလိုက်ပါတယ် MC ကခဏရက်လိုက်ပြီးအတွေးသက်တစ်ခုရုတ်တရက်ဝင်လာပါတယ်သူကလက်တစ်ချက်ဝေးရန်လိုက်ပြီးအနီးနားကလမ်းဘေးကြောင်လေးတစ်ကောင်ဝိညာဉ်သားရေးတစ်ကောင်ဖြစ်ပြောင်းလဲလိုက်ပါတယ်လက်ဆောင်တွေနဲ့ပတ်သက်ပြီးပြောရရင်ရွှေနဲ့ငွေတွေကတာမန်လူတွေရဲ့ငွေကြီးတွေပါအဲ့ဒါတွေကိုလာဆက်တာဖို့ဆိုတာမင်းတို့အတွက်အဆင်မပြေတော့ဘူးလို့ MC ကပြောလိုက်ပါတယ်ဂျိုးမောင်ကအသက်ဝင်နေတဲ့ဝိညာဉ်သားရေးကိုကြည့်ပြီးဥချလိုက်ပါတယ်တန့်စင်တော့သခင်ရဲ့နက်ဖျားဆွမ်းအားတွေတကယ်ကိုကြီးမားလာပါတယ်ဒီနေ့မှပဲကျွန်တော်မျိုးမျက်စိပွင့်သွားပါတော့တယ်လို့ပြောလိုက်ပါတယ်ဂျိုးမောင်ကခဏစဉ်းစားလိုက်ပြီးတန့်စင်တော့သခင်လူကြီးမင်းရွှေငွေရရှိနိုင်မဲ့ကြံကြံတစ်ခုကျွန်တော်မျိုးစီမှာရှိပါတယ်လို့ရှောက်ထားလိုက်ပါတယ်ချင်းလုံတောင်ချီမှာဝက်ဝင်မဲဥဆောင်တဲ့ဓမြအဖွဲ့တစ်ဖွဲ့ရှိပါတယ်သူတို့ဟာဝက်ဝင်ခံတက်ကိုသိမ့်ပိတ်ထားတာနှစ်ပေါင်းများစွာကြာပါပြီပတ်ဝန်းကျင်ရွာတွေကိုလူရက်ပြီးရတနာတွေအများကြီးစုဆောင်ထားကြပါတယ်ဒီဓမြတွေရက်ဆက်ပြီးပြည်သူအများပြားကိုဒုက္ခပေးနေကြတာပါဝက်ဝင်မဲကခရိုင်အရာရှိနဲ့ပူးပေါင်းပြီးလူရက်လာတဲ့ငွေကြီးအများစုကိုအရာရှိနဲ့ခွဲဝေယူကြတာပါအရာရှိရဲ့ဓမြနိုင်နေရေးဆိုတာလေဟန်ပြတက်တက်ပါပဲလို့ရှောက်လိုက်ပါတယ်ဒါကိုကြားတာနဲ့ MC ကသူ့ကိုလမ်းပြပေးဖို့ပြောလိုက်ပါတော့တယ်တိတ်မကြခင်မှာပဲသူတို့နှစ်ယောက်ကဝက်ဝင်ခံတဲ့နာကြောက်တုံးရွာလေးကြီးရွာစီကိုရောက်သွားကြပါတယ်ရွာလေးကလူသူကင်းမဲ့နေပြီးတော့တကားတွေပြတင်းပေါက်တွေအားလုံးကိုတင်းတင်းကြပ်ကြပ်ပိတ်ထားကြပါတယ်တခါတလေရွာသားတယောက်ကအပြင်ကိုချောင်းကြည့်တတ်ပေမဲ့သူတို့ကိုမြင်တာနဲ့ချက်ချင်းပြန်မုန်းသွားကြပါတယ်ဂျိုးမောင်ကတက်ပြင်းချရင်းနဲ့ဒီကြောက်တုံးရွာလေးရဲ့ဓမြတွေရဲ့အဆိုးရွားဆုံးဒုက္ခပေးရာကိုခံရတဲ့ရွာပါရွာသားတွေကအရန်ကြောက်နေကြတယ်အတန်နည်းနည်းကြားတာနဲ့အပြစ်မထွက်ရဲပဲအိမ်ထဲမှာပဲပုံနေကြတော့တာပဲလို့ပြောပြပါတယ်သူတို့ဘာလို့တခြားနေရာကိုပြောင်းမသွားကြတာလဲလို့ MC ကမေးလိုက်တော့တန့်စင်တော့သခင်မသိတော့ပေမဲ့ဒီခေတ်မှာအခွန်အခတွေကနေရာတိုင်းမှာများလွန်းတာကြောင့်တာမန်ပြည်သူတွေကနေရက်စွန့်ခွာနေကြရတယ်သူတို့ပြောင်းသွားရင်တော့အခြေချဖို့နေရာတစ်ခုရှာဖို့ဆိုတာမလွယ်ဘူးလို့ပြောလိုက်ပါတယ် MC ကရုတ်တရက်ဒေါသထွက်သွားပါတယ်ဒီဖြူပြဲကဘာကြီးမှာအကျင့်ပြတ်ချစားတဲ့ရာရှိရည်နဲ့ဓမြတွေတောင်းချမ်းနေချိန်မှာတာမန်ပြည်သူတွေကတော့ဒုက္ခရောက်နေကြရတာပါသူ့မှာစွမ်းရည်ရှိနေမှာတော့ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့ပါဘူးအဲ့ဒီချိန်ဒေါင်းတနေရာမှာခန္ဓာကိုယ်တောင်းတောင်းတင်းတင်းနဲ့လူတယောက်ကကွေးကွေးလေးထိုင်နေအောင်မြင်လိုက်ရပါတယ်သူ့ကောင်းကိုလက်နှစ်ဖက်နဲ့ကင်ထားပြီးပခုံးတွေလည်းတုံခါနေပါတယ် MC ကအနားကိုရှောက်သွားပြီးအကိုခမရဘာလို့ဒီလောက်ထိဝမ်းနဲ့ပူဆွေးနေရတာလဲလို့မေးလိုက်ပါတယ်ခမရကနန်းတော်ဆေးလွတ်လိုက်တဲ့အရာရှိလားကျေးဇူးပြုပြီးကျွန်တော်ကိုကယ်တင်ပေးပါကျွန်တော်ရဲ့ဇနီးနဲ့သားလေးတို့ဂလဲစားချေပေးပါလို့အဲ့ဒီလူကပြောပါတယ်ငါကနန်းတော်ကရာရှိမဟုတ်ပါဘူးခီးသွားတယောက်တက်တက်ပါဒါပေမဲ့မင်းကလေးစားချေခြင်းနဲ့ဆိုရင်တော့ငါကူညီပေးနိုင်ပါတယ်လို့ MC ကပြန်ဖြေလိုက်ပါတယ်ဒီလူကမျက်ရည်တွေစီးကျနေတဲ့မျက်နှာကိုဖြည်းဖြည်းချင်းမောကြည့်လာပါတယ်ဒီရက်ဆက်တဲ့လောကကြီးမှာ MC ကသူ့အတွက်နောက်ဆုံးမျှော်လင့်ချက်ကြိုးလေးတစ်ချောင်းလိုမျိုးသူကစိုက်ကြည့်နေပါတယ်
သူ့ရဲ့နာကျင်မှုဘလောက်ကြီးမှလဲဆိုတော့ MC ခံစားလိုက်မိပါတယ်ခေပြက်ကြီးရဲ့ဖိနှိပ်မှုအောက်မှာအနှင်းချေခံလိုက်ရတဲ့နောက်ထပ်ဘဝတစ်ခုပါပဲဒီဓမြတွေနဲ့သူတို့ရဲ့နောက်ွယ်ကအကျင့်ပြက်အရာရှိတွေဟာဘလို့မုံတိုင်းမျိုးကိုဖိတ်ခေါ်လိုက်မိပြီလဲဆိုတော့လုံးဝသိပုံမပေါ်ပါဘူးအဲ့ဒီလူကသူ့မျက်နှာကိုကြမ်းတမ်းစွာတုပ်ပြစ်လိုက်ပြီးတုံရင်နေတဲ့လက်တွေနဲ့ MC ရဲ့အိမ်လက်ကိုလှမ်းဆွဲလိုက်ပါတယ်ကျေးဇူးရှင်ခမနောက်နေရမဟုတ်ဘူးမလားအဲ့ဒီဝက်ဝင်ခံတက်ကတရိတ်ဆန်နေစက်ကြီးမပေးနိုင်လို့ကျွန်တော်ရဲ့မိမနဲ့သားလေးကိုသူတို့တက်ပစ်ခဲ့ကြတယ်အဲ့လိုတက်နေနေတော့သူတို့ကရီမောနေခဲ့ကြတာကျွန်တော်တယောက်တည်းပြန်မချနိုင်လို့အဲ့ဒီချိန်ကစပြီးကြွက်တကောင်လို့ပုံအောင်နေခဲ့ရတာလို့ပြောလိုက်ပါတယ်သူ့အတန်ကြီးကအကွဲနေပြီမေအခုတော့အဲ့ဒီအတန်ထဲမှာဒေါသတွေပါနေပါတယ်ခမတကယ်ပြောတာဆိုရင်ကျွန်တော်ကိုယ်တိုင်အဲ့ကိုလမ်းပြပေးပါမယ်ကျွန်တော်သိရမယ်ဆိုရင်တော့သူတို့ထက်ကအနည်းဆုံးတစ်ယောက်လောက်ကိုတော့အဖို့ခေါ်သွားမယ်လို့အဲ့လူကပြောပါတယ်အသက်ရှင်အောင်လေးပါသူတို့တွေကြဆုံးသွားတာကိုမြင်ရတဲ့အခါမင်းရဲ့ဂလဲစားချေမှုကပိုပြီးအရသာရှိလိမ့်မယ်လို့ MC ကပြောလိုက်ပါတယ်ညနေဆောင်အမှောင်တို့ကိုကာကွယ်ယူပြီးသူတို့ထွက်လာခဲ့ကြပါတယ်ကျန်းဟူလို့နာမည်သိလိုက်ရတဲ့အဲ့ဒီလူကဓမြခံတဲ့စီကိုလျှို့ဝှက်လန်းနေရတဲ့တဆင့် MC ကိုလမ်းပြခေါ်ဆောင်သွားပါတယ်တစ်သားတိုင်းကြီးတွေနဲ့ခံတဲ့ကြီးစီကိုရောက်လာကြပါပြီအထဲကနေရီမောတန်တွေနဲ့အရက်မူပြီးတချင်းဆုံနေတဲ့နေရပဲ့တင်ထက်နေပါတယ် MC ရဲ့အေးဆက်တဲ့ပြုံးတစ်ခုပြုံးလိုက်ပါတယ်ဒီလူဆိုးတွေကဒီကဘာချင်းချင်းလေးကိုသူတို့ပဲအုပ်စုထားရလို့ထင်နေကြတာပါဒီညတော့တကယ်အစ်စ်မှန်ကြင်ကြံသူတယောက်ရဲ့ဒေါသဘလို့ပုံစံမျိုးလဲဆိုတာသူတို့သိရတော့မှာပါ MC ကမြောက်အဆောင်လက်ဖွဲ့ကိုအသက်သွင်းလိုက်ပြီးတားရဲတကောင်အသွင်ပြောင်းလဲလိုက်ပါတယ်တွက်လက်ပြီးအမှောင်ထဲမှာလုံးဝနီးပါကိုပြောက်နေသလိုပါပဲကျန်းဟူရဲ့မျက်လုံးတွေကအံ့ဩမှုကြောင့်ပြူးကျဲသွားပြီမဲ့ MC မှာထားတဲ့အတိုင်းတိတ်တိတ်လေးပဲနေလိုက်ပါတယ် MC ကတရေတစီတကောင်လိုအပြင်ဘက်ကင်းသမားတွေကြားထဲကိုဝင်ရောက်သွားပါတယ်အတန်တိတ်မထွက်သွားအောင်တေချာတိကျတဲ့တိုက်ကွက်တွေနဲ့ကင်းသမားတွေကိုအသေးပြောက်မရှိအရင်ဆုံးရှင်းလင်းလိုက်ပါတော့တယ်